อิสราเอลနိုင်ငံနဲ့အီရန်နိုင်ငံအတွက်ဆုတောင်းခြင်းငြိမ်းချမ်းရေးနဲ့ညီညွတ်မှုအတွက်ဆုတောင်းပါရှင်မဿဲခရစ်ဝင်အခန်းကြီး9အငယ်9သူတစ်ပါးချင်းခိုက်ရန်ပြုခြင်းကိုငြိမ်းစေတတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဖျားသခင်၏သားတော်ဟုခေါ်ဝေါ်ခြင်းကိုခံရကြလက်တံအာမင်ဆုတောင်းကြပါစို့မြတ်တာတော်ရှင်အဖထာဝရဘုရားဣသရေလနိုင်ငံနှင့်အီရန်နိုင်ငံတို့အပေါ်ကိုရောဤငြိမ်းချမ်းသောမြတ်တာကိုတွန်းလောင်းတော်မူပါအမုန်းစကားပရိပက္ခနှင့်နားလည်မှုလွဲမှားခြင်းများအစားချစ်ချင်းမြတ်တာသီးခံမှုနှင့်ညီညွတ်သောဆွေးနွေးမှုများပေါ်ထွန်းလာစေရန်အဖဖျား၏ဉာဏ်ပညာတော်ဖြင့်လမ်းညွှန်ပြသတော်မူပါအဖနှစ်နိုင်ငံသားအားလုံး၏ဘေးကင်းရေးနှင့်စိတ်ချမ်းသာရေးကိုကာကွယ်စောင့်ရှောက်ပေးတော်မူပါအဖနှစ်နိုင်ငံ၏ခေါင်းဆောင်များသည်စိတ်နှလုံးများပြည်လည်မှုနှင့်ရင်ကြားစေမှုဘက်ကိုလှည့်စေတော်မူပါမျိုးဆက်သစ်များအတွက်ငြိမ်းချမ်းသောအနာဂတ်တစ်ခုကိုတည်ဆောက်နိုင်ရန်ခွန်အားပေးတော်မူပါအဖမာန၏လောက်ရများဖြစ်သောခိုးတတ်ဖျက်ဆီးခြင်းသည်ဤနိုင်ငံနှစ်နိုင်ငံအပေါ်၌ယေရှုခရစ်တော်ဘုရားနာမ၌ရှုံချငြင်းပယ်ပါ၏ကိုရောဤမေတ္တာသာလျှင်ရန်သူကိုချစ်နိုင်သောမေတ္တာဖြစ်ရာထိုနိုင်ငံများအပေါ်တန်ရှင်းသောဝိညာဉ်တော်ဖျားထိုမေတ္တာကိုညွှန်လောင်ပေးတော်မူပါမည်အကြောင်းသခင်ယေရှုနာမ၌အဖခမည်းတော်ဖျား၏အလိုတော်ကိုဝန်ခံလျက်ဆုတောင်းကြပါ၏အာမင်